Hello မင်္ဂလာပါပြောချင်ဆွေးနွေးချင်ကံသုံးပါကြောင်းကျွန်တော်အဲ့ဒါကိုနည်းနည်းလေးစိတ်ထဲမှာတွေးမိနေဗျာတရားတွေးမိနော်ကျွန်တော်တို့ကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးကိုကျွန်တော်တို့လူကြီးမိဘတွေပုံမှာပဲစိတ်ထဲဖြစ်နေတာဗျာတရားမှာကိုယ်တည်းကြီးတဲ့သူတွေဘာညာတွေပုံမှာပေါ့အဲ့ဒီမှာကျွန်တော်တွေးကြည့်ရမဟုတ်ဘူးဗျာကျွန်တော်တို့အကုန်လုံးလူတယောက်ချင်းစီမှာကိုအကံသုံးပါကိုထိန်းကိုထိန်းတယ်လားသိလားအကံသုံးပါမထိန်းရင်တော်တော်လေးပြည့်စည်သွားတာဗျသိလားနောက်တစ်ခုပြောပြမယ်ဗျာကျွန်တော်အမုန်းဆုံးလူတန်းစားပေါ့ခွေးတလိษံတန်းစားနေကျွန်တော်ဥပမာပေးပြောပြခွေးတလိษံဆိုတော့အသက်မှာနေယောက်ျားငါမိန်းမလာတူးမယ်လားလာဆိုအဲ့လိုမျိုးဘာတော်လဲဘယ်လိုပတ်သက်တာလဲလို့ဖြစ်တဲ့လားမဖြစ်တဲ့လားမစင်းစားတဲ့လူတန်းစားခွေးတလိษံဖောက်ပြန်တဲ့လူတန်းစားပေါ့ဗျာအဲ့လူတန်းစားတရက်ဥစ္စာကိုပဲကျွန်တော်ဥပမာပေးပြောပြတော့လူတန်းကတော့ကာကံဝစီကံမနောကံမထိနိုင်ကြဘူးကျွန်တော်ကိုယ်တိုင်ပါဝင်လည်းမထိနိုင်ဘူးနော်မိုက်တယ်ဒီကောင်မလေးမိုက်ဟိုကောင်မလေးမိုက်ဟိုလိုလုပ်လိုက်ချင်ဒီလိုလုပ်လိုက်ချင်အဲ့မှာဟိုကောင်လေးခွတ်တယ်ဘာညာတာတကာပေါ့ဗျာအဲ့တော့အဲ့တွေးနေပြစ်မှာအဲ့ကလေးကကိုမှာမနောကံကျူးလွန်နေထားလိုက်အောင်မနောကံကျူးလွန်သွားတယ်ဒါပေမဲ့ဘာမှရှေ့ဆက်လို့မရဘူးဗျာများသောအားဖြင့်တော့မနောကံကျူးလွန်ကြပြီးသွားတော့မနောကံကကျူးလွန်တာများလာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဝစီကံပါလာတော့ဘာတွေဖြစ်လဲဆိုပတ်ဝန်းကျင်မှာနင့်လင်ငါပေးငါလင်နင်ပေးတဲ့မှာမင်းမနဲ့ငါနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒါတွေကိုပြောပါများတော့နားယူဝလာတယ်ဒါကြီးကရှက်စရာတခုမဟုတ်တော့ဘူးကံတခုကျူးလွန်နေတယ်လို့သူတို့အနေနဲ့မသတ်မှတ်တော့အဲ့လိုဆိုတော့နောက်ထပ်ကာယကံကြီးကိုကျူးလွန်ဖို့အတွက်ကအခွင့်အရေးလေးနည်းနည်းလေးရလိုက်တာနဲ့ easy ဖြစ်သွားတယ်အဲ့တော့မနောကံဝစီကံကာယကံသုံးပါးစလုံးစောင့်ထိန်တဲ့အရာနော်ဒီလား